ပြောကြောင်းမို့စိတ်ချမ်းမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကားဖရာမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေကောင်းတို့အလူတော်ရှင်သူပြောကြောင်းမို့